အားလုံးမင်္ဂလာပါဒီနေ့တော့ Novo ပေါ့နော် Novo ဒီရဲ့ Novo Mio နော်တူပဲနော် Mio 125ကပိတာနော် Mio 115ကပိတာ Novo ကပိတာနော်ကျွန်တော်တို့ဒီပြဿနာတော့ကပိတာတော့စနုံမရဘူးနော်ဆက်အေးလာရင်သူကဆက်အေးလိုက်နွားလို့ခက်တယ်လေပါဆွဲရမယ်စနုံမရဘူးเนาะအနောက်တစ်မျိုးเนาะအနောက်တစ်မျိုးကတော့ဘက်ထရီကုန်တယ်เนาะဘက်ထရီကတော့တရက်နှစ်ရက်ကုန်ပြီအသစ်လဲရင်လည်းတစ်ပတ်လောက်ပဲကုန်ပြီเนาะအဲ့ဒီပြဿနာတွေကတော့ကျွန်တော်တို့အများစုကပါလဲဆိုတော့เนาะဖီနိုတို့ဘာတို့ဖြစ်ဒီမှာเนาะသူရဲ့ဒီရဲ့အောက်မှာသူရဲ့မင်းဗါလဲမင်းအဆက်ပေါ့နော်မင်းပလာတွေရှိတယ်အဲ့ဒီမှာမင်းလောင်တာမဟုတ်ရင်အများစုကဒီကောင်မင်းလောင်တာနော်ဥပမာမင်းမလောင်ဘူးဆိုရင်အနောက်တနေ့ကလာကြည့်ရအောင်မယ်နော်ကျွန်တော်လာပြပေးမယ်နော်โอเคဒါတော့ကျွန်တော်ထုတ်လိုက်ပြီပေါ့နော်ကျွန်တော်စစ်ကြည့်မယ်နော်ဒါတော့စနုံမရဘူးနော်ဒုက္ခဗိတာနော်ဒါအဖိန်လည်းပေါက်တယ်နော်သူကတော့နိုးရရင်ခက်တယ်နော်စိတ်အေးလိုက်ရင်စနုံလည်းမရဘူးဒီပါဆွဲရတယ်နော်ဒါအဖိန်လည်းပေါက်တယ်နော်ဒီမှာဒီကောင်လည်းပါကုန်ပြီနော်ဒီရဲ့သူရဲ့လူလက်တိုင်းလို့ခေါ်တော့နော်โอเคဒါတော့ကျွန်တော်အသေးသွားဝယ်လိုက်မယ်ပြန်တားလိုက်မယ်နော်ပြန်တားတဲ့အချိန်မှာဘယ်လိုမျိုးဖြစ်လာမလဲတူလာကြည့်ရအောင်ဒါတော့တိုင်အဖေးဒီကောင်နော်အဖေးပျောက်ကုန်ပြီပေါ့နော်လဲရမယ်โอเคဒါတော့စနုံမရတဲ့ပြဿနာနော်ဒါတို့ကျွန်တော်သွားဝယ်လိုက်မယ်နော် original ပဲဝယ်နော် original မဟုတ်ရင်မရဘူးနော်ဒီကောင်လေး original မဟုတ်ရင်ကျွန်တော်တို့ဝယ်လိုက်တဲ့ရောက်လာတော့ပြစ်ထုတ်လိုက်အဲ့ဒါပဲ original ဆိုရင်တော့ကောင်းပါနော်သွားဝယ်original မဟုတ်ရင်ဓမ္မတာဝယ်ရင်သွားဝယ်ပြစ်ထုတ်လိုက်အဲ့ဒါပဲဒီကဗိတာသူကအရေးကြီးတယ် original မဟုတ်ရင်ဝယ်ဘူးတယ်ပြန်လာတာဘာမှမရတော့ပြစ်ထုတ်ရတာပဲ original ပဲဝယ်ပေါ့နော်တစ်ခါတလေဒီကောင်နော်ဟိုဓမ္မတာဝယ်ရင်ဒီကောင်ဟို original နဲ့မတူဒီကောင်နည်းနည်းသေးသွားနည်းနည်းလေးသေးသွားဒါလည်းမရဘူး original ဆိုရင် quite တိဖြစ်မယ်โอเคဒါတော့ပညာလေးပေါ့နော်ကျွန်တော်တာပြီးမှကျွန်တော်ပြန်လာနှုံးမယ်နော်โอเคဒါတော့မီအိုပြီးပြီနော်ကျွန်တော်တို့ဒါတော့ကျွန်တော်ဘာတွေလဲဆိုတော့ဒီလွတ်လဲနော်သူတို့ခေါ်တာဒီလဲဒိုင်ယာဖိန်နော်သူရဲ့ဟာနော် original နော်အပေါ်စားမဝင်နဲ့နော် original ဆိုရင်အကောင်ဒီမှာကျွန်တော်နှုံစံကြည့်မယ်နော်အစားတော့ဒီလိုမျိုးလေပါဆွဲမှနှုံလို့ရတယ်အခုကတော့လေပါမဆွဲဒီလိုမျိုးပဲနော်ဗလိညင်းဟုတ်လားဗလိညင်းလိုက်ရင်သွားပြီနှုံလို့ရပြီနော်လွယ်လေးပဲဒီပါဆွဲမစရာမလိုဒီပါဆွဲကြမလို့နော်โอเคဒီပါဆွဲရင်လည်းနော်လွယ်ကောင်းပြီနော်ဒါတော့သူရဲ့စနုံမရတဲ့ပြဿနာမနဲ့တော်တော်နိုးရတယ်နော်မနဲ့လေးပါဆွဲတယ်၄ချက်၅ချက်နိုးမှရတယ်နော်โอเคဒါတော့ပြဿနာတစ်မျိုးပေါ့နော်ကျွန်တော်လာပြလိုက်ပြီနော်ဒီတိုင်းအပိန်တို့ဒီကောင်တို့ origin နဲ့နော်ကျွန်တော်ပြောထားတဲ့ origin နဲ့နော်ဒီကောင် origin နဲ့မဟုတ်တော့လားတော့ကုန်ပြီ okay